အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ blog ညမှာ channel နဲ့ပြန်လဲကြိုလိုလိုက်ပါတယ်မနေ့ကကျွန်တော် YouTube မှာ comment တွေကို like ကြည့်နေနေ data နဲ့ script တွေကို execute လုပ်လို့မရဘူးဆိုပြီးတော့ bro တယောက်ကပြောလာပါတယ် comment ကတော့ကျွန်တော်နဲ့ဘယ်ရောက်သွားလဲတော့သိချာမသိဘူးဒါပေမဲ့ကျွန်တော်ဒီနေ့မှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဖြစ်တာလဲဘယ်လိုဖြေရှင်းရမလဲဆိုတော့တွေ့ကြပြီးတော့ပါမယ်ဒါနဲ့ bro က use script တွေကိုပဲသုံးနေရတာတင်းလာမှလားfunction တွေကနဲ့တစ်ခုပါလာနဲ့တစ်ခုမပါလာနဲ့ script သုံးပြီဆိုရင်အနည်းဆုံး2ခုတောင်သုံးနေရတယ်မလားဒါဆိုရင်တော့ bro မှာရွေးချယ်စရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ premium script ပါ function နဲ့အကုန်စုံနဲ့ error နဲ့မရှိဘူး script တကသုံးရင်3-4ခုတောင်သုံးရတာလည်းမရှိဘူး bro ကအဲ့လိုမျိုး premium script လို့မှဝယ်ချင်တယ်ဆိုရင် premium script group channel မှာလာဆော့တယ်နိုင်ပါတယ်ယုံကြည်စိတ်ရပြီးတော့ customer service နဲ့ကောင်းကောင်းပေးနေပါတယ်လူသုံးများပြီးတော့ယုံကြည်ရတဲ့ banana hub တို့ script တွေကိုရောင်းချပေးနေပါတယ်ဒါအပြင် script တွေကို bro ရှာစရာမလိုအောင်လို့နေ့စဉ်နေ့တိုင်းတင်ပေးနေပါတယ် premium မဟုတ်ပါဘူး freemium တွေပါ premium script တွေကိုလည်း promotion နဲ့ giveaway တွေနဲ့တစ်ခါတည်းပေးနေပါတယ်ကြည့်နေတာရှိရင်လည်းမေးလို့ရတယ် data update ယူနေလား hack ဆော့နေလားအကုန်မေးလို့ရပါတယ် script တွေကသုံးလို့မရတာပြဿနာတစ်ခုရှိခဲ့ရင်လည်းပြန်လဲဖြေရှင်းပေးနေပါတယ်ဆိုတော့ဘယ်လိုလဲ bro စိတ်ဝင်စားနေမှလားအဲ့တော့ channel ကိုကြွားနေတာဆိုရင်ကျွန်တော် channel link နဲ့အကုန်လုံးကို description မှာချပေးထားပါမယ်ဆိုတော့ video လေးကိုပြန်သွားလိုက်ကြရအောင်ဘယ်လိုကြည့်ရှင်းရမလဲဆိုတာမပြောခင်ဘာကြောင့်ကြည့်တာလဲဆိုတာကျွန်တော်သိသလောက်ပြောပြပြီးတော့ပါမယ်အဲ့ဒါတွေကတော့ bro internet line မကောင်းတာနဲ့ VPN သုံးတာအကြောင်းပါ VPN သုံးတိုင်း script တွေအကုန်လုံးဖြစ်တာလားဆိုရင်တော့မဟုတ်ပါဘူးဖြစ်ခဲ့ရင်တော့တစ်ခါတလေပါပဲဒါပေမဲ့အဲ့ဒါကိုဖြေရှင်းနေရှိပါတယ်ကို execute လုပ်မဲ့ script ကိုအခုသုံးနေတဲ့ VPN နဲ့မရဘူးဆိုရင်နောက်ထပ် VPN နဲ့သုံးပြီးတော့လုပ်လို့ရပါတယ်အဲ့ဒီ VPN နဲ့မှမရဘူးဆိုရင်လည်းနောက်ထပ် VPN ထပ်ပြီးတော့ပြောင်းပေးရပါမယ်အဲ့လိုမျိုးမှာ bro script တွေကိုသုံးလို့မရဘူးဆိုရင်မပူပါနဲ့ကျွန်တော်ဘယ်လိုဖြေရှင်းရမလဲဆိုတော့ပြောပြပြီးတော့ပါမယ်ပထမဆုံးနည်းလမ်းကတော့ bro ရဲ့ device ကို reset ချတာပါ bro ကျွန်တော်အယူလို့ထင်နေမယ်ဒါပေမဲ့အဲ့ဒါတစ်ခါလေးကြာရင်လုပ်ဖြစ်တတ်ပါတယ် reset ချမယ်ဆိုရင် setting ထဲမှာဟိုနေရာဒီနေရာလိုက်ကြည့်နေစရာမလို touch ကနေတစ်ဆင့် reset ချနိုင်ပါတယ် touch ကိုဘယ်လိုယူရမလဲဆိုရင် setting ထဲကိုဝင်ပြီးရင် search bar မှာ touch touch ဆိုတာကိုရိုက်ရှာလိုက်ပါအဲ့ကကျရင်အပေါ်ဆုံးပေါ်လာတဲ့ touch ဆိုတာကိုနှိပ်လိုက်ပြီးရင် bro sensitive touch ဆိုတာကိုတွေးလိုက်မယ်အဲ့နေရာကိုပဲထည့်နှိပ်လိုက်ပြီးရင်ဘေးနားမှာဖွင့်ထားမယ်ဆိုရင် clock ကစိမ့်နေပါလိမ့်မယ်အဲ့ဒါဆိုရင် bro touch ရသွားပါပြီဒုတိယအချက်အနေနဲ့ကတော့ရှင်းရှင်းလေးပါကိုယ့်ရဲ့ data ဒါမှမဟုတ် Roblox ကိုထည့်ပေးရပါမယ်ကျွန်တော်ဆိုတာနာမည်တစ်ခုရောပါပဲ Android မှာဆိုရင်တော့ Roblox iOS မှာဆိုရင်တော့ data ပါဆိုတော့ဒါပါပဲဒီနည်းလမ်းတစ်ခုက bro တို့အတွက်အလုပ်လုပ်မလားဆိုတာတော့ကျွန်တော်လည်းသိချာမသိဘူးဒါပေမဲ့ဒီနည်းလမ်းအနေနဲ့ကတော့ကျွန်တော်အငြင်းနဲ့လုပ်နေရပါပဲဆိုတော့ video လေးကိုအဆုံးထိကြည့်ပြီးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ရှိပါတယ်နောက် video မှာပြန်တွေ့ကြမယ် bye bye Turn us to thousands.